ဒီမှာနော်တင်းတိတ်ပါလာလို့တဲ့မမမှုဖတ်ပြမယ်နော်ညနာမှာတင်းတိတ်တွေပကွက်ကြီးလို့ရှိနေခဲ့တာပါတဲ့ခုပါပြီးမရှိသလောက်ပါပဲတဲ့တင်းတိတ်တွေရှိတော့ငါဆိုအရန်စိတ်ညစ်ခဲ့ရတယ်တဲ့ပွဲတစ်ခုသွားမယ်ဆိုသူ့ကိုအရင်ဖုံးနေရတာစိတ်ရညစ်ခဲ့ရပါတယ်ရှင်းတယ်လေးလက်စင်းမြစ်စုံသုံးတာတဘူးမကုန်ဘူးတင်းတိတ်တွေပါပြီးမရှိသလောက်ဖြစ်သွားတယ်မျက်နှာလေးကြည့်ပြီးကျင်းနဲ့ပီတီဖြစ်နေရတာပါတဲ့နေ့တိုင်းမှာပဲတဲ့မမမူရေးတဲ့အန်အောလာအောင်ကောင်းတာရှိပါသေးတယ်တဲ့လေဘင်းမှာတဲ့အလက်ကျက်လို့ရာဘူးတွေပေါက်လာတာလင်းလက်ကထုတ်တယ်တဲ့ရေချိုးဆက်ပြနဲ့ချိုးလိုက်တာတဲ့တပတ်နဲ့တက်တာပြီးဒီနေ့အချိန်ဒီအသားမရတော့ဘူးရှင်းတဲ့ကျေးဇူးပါလင်းလက်ပဲ့ကန်ရှင်မမမူရေးတဲ့ဈေးတွေတက်နေလေတဲ့အားပေးနေမှာပါတဲ့လေးစားအားကြရတော့မမမူတဲ့ဒီမှာတော့စာတွေနော်စာတွေတင်းတိတ်ပြောက်ချင်လူတွေလည်းမပြင်းကြပါနဲ့တဲ့စိတ်ရှည်လက်ရှင်နဲ့ဇွဲရှိကြဖို့အကြံပေးပေးရစေရှင်တဲ့မျက်နှာမှာတင်းတိတ်မရှိတော့တဲ့ PD ကမှန်ကြည့်တိုင်းခြေနဲ့ပျော်ရွှင်မှုကအတိုင်းမသိပါပဲရှင်တဲ့ဒီမှာစာတွေနော်ကလေးတွေပါသွားတယ်ဆိုတော့ review လေးတွေရလာတော့မမမူကအရန်ပျော်တယ်ရှင်